ခံပြီးသွားရင်တော့ဒါရှောက်လန်းလေးကိုဝိုင်းပြီးတော့ပေါ့နော်အောက်ထပ်ကလေကားခင်းတဲ့ဖွဲလာပြီးကူပေးနေတာပဲဖြစ်ပါတယ်အခင်းမိုင်းလိုက်ရတွေကတော့ဒီလျှက်ထက်နဲ့ခင်းမှုတဲ့ customer တွေအပြီးဆုံးပဲဆိုတော့လေထပ်ပြီးတော့ပြောနေစရာလိုတော့ဘူးပေါ့နော်အခင်းမိုင်းပြီးသွားတဲ့ခါကျရင်တော့ဒါအကုတ်တစ်လိုင်းပေါ့နော်အကုတ်ကလေးကုတ်ပါမယ်ဒီလိုတိုင်ပုံလေးကုတ်တဲ့ခါမှာလဲ45ဒီဂရီဆောင်းပြီးတော့လုံးဝဖြတ်ဆက်ရမအောင်မပေါ်အောင်ပေါ့နော်လုံးဝတိတိကျကျတက်တက်ရလေးဖြတ်တောက်ပြီးတော့ကတ်ပေးပါတယ်ရှင်လေကားခင်းတဲ့ဒီမှတ်တမ်းလေးကိုတော့နောက်ဗီဒီယိုတစ်ပုဒ်မှာထပ်ပြီးတော့တင်ဆက်ပေးပါဦးမယ်။